ပဲမင်္ဂလာပါရသမားအပေါင်းသူတော်ကောင်းတို့ကျွန်တော်ဒီနေ့တောက်မှာက Saber Wolf blended sprit ပေါ့နော်ဒီကောင်ကအထိုင်းထုတ်တဲ့အရက်တစ်မျိုးပဲဒီကောင်က blended sprit အမျိုးအစားဒါပေမဲ့ဒီကောင်ရဲ့ထူးခြားချက်ကဒီကောင်ကို blend လုပ်ထားတာကကျွန်တော်တို့နိုင်ငံခြားကတင်သွင်းလာတဲ့ morph တွေနဲ့blend လုပ်ထားတယ်ပေါ့နော်ပြီးတော့မှဒီကောင် Asian oak barrel စီထဲမှာသူ့ကိုအနက်အရသာတွေပြောင်းအောင်သူကထပ်ပြီးစိန်ထားတာပေါ့နော်စိန်ထားတဲ့ whisky ဖြစ်တယ်တဲ့သူက volume ကတော့35ဘောလုံးပဲ35ဘောလုံးပဲml က900 ml ပေါ့နော်ကျွန်တော်ဒီနေ့ဒီရက်လေးကိုစမ်းပြီးတောက်ကြည့်မှာပေါ့နော်အနက်ကကျွန်တော်တို့ more နဲ့ကျွန်တော်တို့ smoky အနက်လေးကိုပေါ်အောင်လုပ်ထားတယ်အနက်လေးတော်မိုက်တယ်ခုနပလင်းထဲမှာထက်ဆိုင်ခွက်ထဲထည့်လိုက်တော့အနံ့လေးကနည်းနည်းတော့ပျော့သွားတယ်ဒါပေမဲ့မစိုးနန်းကကျွန်တော်တို့ဟို blend 25ရဲ့အနံ့နေအရသာတော့လုံးဝ mod အနံ့မပေါ်ဘူးဒါပေမဲ့ mod နဲ့ကျွန်တော် mod အနံ့နည်းနည်းပါမယ် smoky နဲ့နည်းနည်းပါတယ်အနံ့လေးပေါ့နော်တော်တော်ပျော့တယ်တော်တော် smooth ဖြစ်တယ်ဒီတိုင်းတောက်လို့ရလုံးဝဟိုဘယ်လို on the rock တောက်လို့ရတယ်ပေါ့နော်Ferrari အချိုကြီးဘာမှရောစရာမလိုပဲဒီတိုင်းတောက်လို့ရတယ် whisky တော်တော်မိုက်တယ်ရေခဲထဲတော့နည်းနည်းတော့ချိုချင်းသလိုဖြစ်သွားတယ်။သူ့ကိုထုတ်တဲ့ company က Victory Tropical Beverage ကနေထုတ်တာပေါ့နော် VTB တဲ့သူ့ကိုထုတ်တဲ့ company ကအဲ့တော့သူ့ရဲ့ taste နဲ့အရသာကျွန်တော်တို့အရင် Blend 285တို့ရဲ့ taste နဲ့အရသာနဲ့တိတ်မတူဘူးเนาะတော်တော်မိုက်တယ်အဲ့တော့ထိုင်းကိုရောက်ရင်ဒီ Saber Wolf လေးလည်း try ကြည့်တင်တယ်လို့ကျွန်တော်အကြံပေးတင်တယ်ဒီကောင်လည်းတော်တော်မိုက်တယ်အနံ့ကြီးရတာဒီနေ့ကျွန်တော်မြီးမှာက check-in လေးကျွန်တော်အများအားစားနေကြဒီ check-in လေးရယ် check-in လေးနဲ့မြီးမှာဖြစ်ပါတယ်ဒီနေ့ check-in ကကျွန်တော်တို့ဒီနေ့ပြီးရင်လူများမယ်ဆိုတော့နည်းနည်းလေးပို့ဝယ်လာတယ်ပေါ့နော် check-in လေးနဲ့ဒီနေ့ဒီရက်လေးနဲ့မြီးမှာဖြစ်ပါတယ်ဒီမှာ root တော့မှာတောက်ရတဲ့ပြည်နေရာနောက်က view တွေပါတယ်စောက်ရမ်းမိုက်တယ် Central Wall လည်းနိုင်မြင်နေရတယ်။ Lamb Sky လည်းနိုင်မြင်နေရတယ်။ဒါကျွန်တော်ရဲ့မိတ်ဆွေတရားရုံးငန်းရဲ့အပေါ်တဲ့ root တော့မှာဖြစ်ပါတယ်။ကဲအားလုံးချီရပါရသမားပေါင်းသူတော်ကောင်း